အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ The Ball Talk ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒါအခုပြီးခဲ့တဲ့အချိန်ပိုင်းနိုင်ပိုင်းလေးဒီမှာကျွန်တော်တို့ဒါဒီတစ်ပတ်ရဲ့ England Premier League ရဲ့ပွဲစဉ်29အဖြစ်ရှင်ပြန်ကစားသွားတဲ့ပွဲတွေပေါ့နော်ဒီနေ့ဂျားပွဲပေါ့ကျွန်တော်တို့ဒီနေ့ကတော့ဗိုလ်တော်ဟူးနေ့ပွဲစဉ်တွေပေါ့နော်ဒါမနေ့ကလီဗာပူးပွဲဒါဒီအစောပိုင်းပွဲတွေကတော့မနေ့ကပြီးသွားတယ်ကျွန်တော်တို့ဒီနေ့ကတော့ဒါအခုThe Ball Talk ရဲ့အမာခံတွေအားပေးတဲ့ကျွန်တော်တို့ Chelsea တို့ Man U ပွဲတို့ဒါဒီနေ့မကြခင်ခုနလေးရပါတော့ကျွန်တော်တို့ပြီးဆုံးသွားတာဖြစ်ပါတယ်ဆိုတော့ဒါအားလုံးလည်းဒီနေ့ပွဲကိုကြီးပြကြမယ်လို့ထင်ပါတယ်ဆိုတော့ကျွန်တော်တို့ The Ball Talk ရဲ့ဒီ player တွေပေါ့နော်ကျွန်တော်တို့ဒီ player ၄ယောက်ကလည်းဒါခုနကပဲကြည်ပြီးတော့ပြောတဲ့သူတွေကပြောလောင်တဲ့သူတွေကတော့လောင်ပေါ့ဗျာဆိုတော့ကိုရိုးမင်္ဂလာပါခင်ဗျမင်္ဂလာပါဟုတ်လင်ကိုမင်္ဂလာပါကိုကလိုကိုဇက်မင်္ဂလာပါတန်နေရမ်းကျဲနေတယ်တန်နေရမ်းကျဲနေတယ်ညနေရေးပြုံးရှိနေတယ်ကိုနေ့ကရုပ်ကလေးနဲ့ကိုကလိုကိုနေ့ရောက်ပုံစံမဟုတ်ဘူးနော်โอเคပါကိုကြောင်းကိုဒါ Chelsea ပွဲကတော့ဒါကျွန်တော်တို့ upset လို့ပဲပြောရမှာဒါကျွန်တော် personal ပြောတာပါကျွန်တော်အဲ့လောက်ထိဂိုးပြတ်သွားမယ်လို့ကျွန်တော်မထင်ဘူးဒါမှန်တိုင်းပြောတာဗီလာကိုဒီလောက်ထိပေါ့နော်ဟိုဂိုးအပြတ်အသက်သွင်းပြီးတော့တကယ်ကိုပွဲကြီးပွဲကောင်းဖြစ်သွားလိမ့်မယ်လို့ပွဲကြီးပွဲကောင်းတော့ဟုတ်တယ်ဟိုနှစ်သင်းကအကျိန်းနဲ့ကစားမယ်ဆိုတာသိတယ်ဒီလောက်ထိဂိုးပြတ်သွားမယ်လို့တော့မထင်ပါဘူးဒါမှန်တိုင်းပြောတာ Man U ကတော့အားလုံးသိပြီးသားပေါ့လေဆိုတော့အရင်ဆုံးကျွန်တော်တို့ Chelsea ပွဲလေးနဲ့စတင်လိုက်ရအောင်ကိုကလိုကြီးအချင်းနေ Man U က Chelsea ကဒါ၄ဂိုးတော့သွင်းထားတယ်ဆိုတော့သွင်းနိုင်တယ်ဆိုတော့ဘယ်လိုမြင်လဲကိုဒီပွဲလေးကိုနည်းနည်းသုံးသပ်ပေးပါဦးကိုဒီနေ့ပွဲတော့ perfect ပဲမဟုတ်ပွင့်လည်းပြောရင်2မိနစ်လောက်ပဲရှိသေးတယ်ကိုအတင်းကအထက်ခံရတော့ဒီကောင်တွေလုတ်ပြန်ပြီးကွာလို့ဟုတ်တော့အဲ့လိုဖြစ်တယ်ဒါပေမဲ့ကျွန်တော်ပွဲချိန်10မိနစ်လောက်ရောက်တဲ့ခါကျတော့10မိနစ်လောက်မှာလေကွာကိုကောင်တွေကစားတော့မစိုးဘူးပဲဟာပေါ့နော်ဒီတိုင်းဆိုရင်တော့မစိုးဘူးဟိုဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော်တို့2စီးဖြစ်သွားမဲ့အဲ့လို moment လေးပေါ့နော်ကျွန်တော်တို့ဟိုကောင်တွေတိုက်ဟိုကောင်တာကနေပြီးတော့ကျွန်တော်တို့အမှန်ဂိုးပေးလိုက်တယ်အဲ့ဒါကဟို working မနက်တဲ့အတွက်ကြောင့်သူလူကြုံမောဖြစ်သွားတယ်အဲ့ဒါလူကြုံမောဖြစ်သွားတဲ့ခါကျတော့အဲ့မှာ2စီးမဖြစ်လိုက်တာအဲ့ဒါကပွဲရဲ့အဓိကအလှည့်အပြောင်းဖြစ်သွားတယ်2စီးဖြစ်သွားရင်တော့အခြေအနေကတစ်မျိုးဖြစ်သွားမှာအဲ့ဒါမလားတော်တော်ကျွန်တော်မလွယ်ဘူးဖြစ်သွားမှာအဲ့2စီးဖြစ်ပြီးတော့ဖြစ်ဖို့ဥစ္စာကိုကျွန်တော် offside ကြောင့်ဂိုးမပေးလိုက်ရဘူးအဲ့မှာကျွန်တော်တို့တိတ်မကြဘူးမှာဟိုဂျောင်မထရိုရဲ့ဂိုးပေါ့နော်နောက်ပိုင်းဟာတွေကတော့ဟိုတပွဲလုံးအနေထားရအကုန်အားရကြကြီးပဲနောက်ဆုံးကျွန်တော်ဟိုဂါနာလေးကဒီနေ့တကယ်ချူတာခင်ဗျားတို့ highlight လေးပြန်ကြည့်စီခြင်းဂါနာကျတော့ကောင်းတယ်ဒီနေ့ပေးကောင်းပေးရမလားထက်လွယ်တယ်ဆိုတော့ဒါဒီနေ့ပွဲမှာပဲကျွန်တော်ဟိုတော့ပဲပြောမယ်တော့ပဲပြောမယ်ပက်ဒရိုရောဒါပက်ဒရိုရဲ့လုံးဝပက်ဒရိုရဲ့ဒါဒီနေ့ကသူ့ပွဲလို့ပြောလို့ရတာဟုတ်တယ်ဒီနေ့သူ့ရဲ့ပထမဆုံး Premier League hat-trick ရတယ် hat-trick ရတယ်ပေါ့ကစားလည်းကောင်းတယ်နေရယူပုံတွေဘာမှပြောစရာမရှိဘူးနောက်တစ်ခါဟိုနေ့မှာကျွန်တော်ကိုပါမာပါ in play ကနေပြီးတော့တကူရလိုက်တာအဲ့ဒါပို့ပြီးတော့ချိုးမြင်တာပေါ့ဗျာနော်အဲကျွန်တော်တို့ဒါမျိုးတွေမမြင်ရတာကြာပြီနောက်ပိုင်းလက်ချံပွဲတွေဒီလိုတွေဆက်ဖြစ်မယ်လို့မျှော်လင့်ပါတယ်ကစားမယ်အသင်းတွေတိတ်မချအောင်လေတွေ့ဦးမှာပါမန်ယူနဲ့တွေ့ဦးမှာပါဒါဒီလောက်တော့ဖြစ်မယ်တော့ဟိုခြေစွမ်းကိုကျွန်တော်တို့မျှော်လင့်ပါတယ်ကောင်းမျှော်လင့်ပါတယ်ဒါမှလည်းဒါမန်ယူနဲ့တကယ်ကြိုက်တဲ့အတင်းပေါ့နော်ညင်ပါပေါ့မဟုတ်ရင်တစ်ဖက်သက်ကြီးပဲဆိုတော့လည်းကြီးမကောင်းဖြစ်နေမှာပေါ့နော်ဟုတ်ပြီလေဟုတ်ကဲ့ပါโอเคကိုဇက်နဲ့ကိုလင်းကိုဒါကတော့အကိုတို့နှစ်ယောက်ကတော့ဒါမန်ယူအမာကန်ဖန်နေဆိုတော့ဒီနေ့ဒါနျူကက်ဆယ်ကိုကျွန်တော်တို့1-2နဲ့ရှုံသွားတာတော့အကိုလည်းတီဗီပေါ့နော်ဆိုတကယ်ကြေကွဲရတာပေါ့ဗျာဘာပဲပြော2026မှာပထမဆုံးရှုံးပွဲကာရီရဲ့ပထမဆုံးရှုံးပွဲလို့လည်းပြောလို့ရတာပေါ့ဆိုတော့ကိုလင်ကိုကြီးအမြင်ရောဒါဒီနေ့ပွဲကိုဟိုတပွဲလုံးစာပဲပြောရမှာပေါ့လေတပွဲလုံးစာအကုန်မန်ယူချီစွမ်းဒါဒီရလက်ကိုလက်ခံလာမန်ယူချီစွမ်းကိုအကိုဘယ်လိုမြင်မိလဲပေါ့ကျွန်တော်ဒီမန်ယူเจ้าမပြောခင်ကျွန်တော်ကဟိုအလုပ်ထဲမှာကျွန်တော်ဆိုင်မှာကျွန်တော်အလုပ်လုပ်နေနေအလုပ်ကလည်းလွတ်လို့မရတော့အလုပ်လုပ်နေကြည်တာဆိုတော့ DJ ကြီးတော့ကျွန်တော်ဟိုဘသူတွေဆိုတော့ဟိုမကြည့်ပြဘူးပေါ့နော်ဒီလိုပဲပွဲကိုပဲလန်းကြည့်နေတဲ့အချိန်မှာဟိုမန်ယူဖန်ဖြစ်တာနှစ်ပေါင်း30ကျော်ပြီပေါ့နော်ကျွန်တော်အသက်နဲ့ဆို30လောက်ဖြစ်နေပြီဆိုတော့မန်ယူကြောင့်ပြောတာမန်ယူဖန်ဖြစ်တာ45နှစ်ရှိပြီဆိုအဲ့လောက်ကြီးမလုံးနဲ့လေအဲ့လောက်ကြီးမလုံးနဲ့အဲ့ကျွန်တော်သိတယ်ကိုရောဖဲ့ကြမလို့ဘူးဆိုတော့သိတယ်ပွဲစားတွေကကစားနေတဲ့ပုံစံကမဟုတ်ဘူးဆိုတော့မစုံနောက်ပြီးတော့တော်တော်ကောင်းပါတယ်နျူကက်ဆယ်ကကျွန်တော်ရှုံးသိလို့ရှုံးတာတော်တော်ကောင်းတယ်ပထမပိုင်းနဲ့အရန်ကောင်းတယ်
ကျွန်တော်ကြည့်နေဒီပွဲကဒုက္ခပဲငါတို့နိုင်ဖို့တော့မကြိမ်းသေးဘူးအဲ့လိုဖြစ်နေတဲ့အချိန်မှာကောင်တကူသွင်းတယ်သွင်းပြီးတော့တကူသွင်းပြီးတော့တယောက်ထုတ်ခံရတယ်ဟိုဘက်ကနှစ်ဝါတနီနဲ့အထုတ်ခံရတော့အဲ့ဒါကြီးလေကျွန်တော်မြင်တယ်အလုံးလုံးတွေလန့်ကြည့်ရမှာမြင်တာအဲ့ဒါဆိုတော့ငါတို့ဟို ခြေနေကောင်းပြီပေါ့ အခြေအနေကောင်းပြီတရေသုံးဖို့အနိုင်လို့တော့ကျွန်တော်တွက်လိုက်အဲ့တကယ်လဲဟိုကတ်စမဲရိုကပြန်သွင်းလိုက်တာပဲကတ်စမဲရိုကလုတ်ပေးရှာတယ်ဗျာသိလားကတ်စမဲရိုကလုတ်ပေးရှာပါတယ်သူချက်ချင်းပြန်သွင်းပေးလိုက်တာခေါင်းတိုက်တာလည်းလှမလား1-1ဒါပေမဲ့ကျွန်တော်က1-1ဆိုပေမဲ့ဒီပွဲကိုမန်ယူနိုင်ခဲ့ရင်တော့2-1နဲ့ကတ်နိုင်မယ်လို့ပဲထင်တာ2-1နဲ့ကတ်နိုင်လို့ပဲထင်တယ်နောက်ပြီးတော့1-1 draw ကြနိုင်လို့လည်းထင်တယ်ဘာလို့လဲဆိုတော့ဟိုကောင်အရန်ကောင်းတယ်ဟိုကောင်ကလေနယူကာဆယ်အရန်ကောင်းတယ်ကျွန်တော်တို့ယုံသွားတာလေနော်တော်တော်ယုံတာနော်အသိလုံးကစားတာကျွန်တော်တို့ကောင်တွေ form out နေရကြတယ်နောက်တစ်ခုကနဂကူအမ်ဘူမိုကပွဲအမ်ဘူမိုကစားလာတဲ့ပွဲတွေထဲမှာဒီပွဲညံ့ဆုံးလို့တော့ပြောလို့ရတယ်အမ်ဘူမိုတော်တော်ဘာမှလုပ်မရဘူးအမ်ဘူမိုရှေ့ပွဲတွေကောင်းခဲ့တယ်နော်ဒါပေမဲ့ဒီပွဲမှာတော်တော်ညံ့တာဘာမှလုပ်မရအဲ့ဒါနဲ့ပဲဒုတိယပိုင်းကြည့်တော့အခုအားလုံးမြင်တဲ့အတိုင်းပေါ့နော်ဒုတိယပိုင်းနောက်ပွဲပြီးကအဲ့ဒီမှာလည်းကျွန်တော်ထပ်ပြောစရာဒီခုကောင်လေးကတော့သွားပါပြီနောက်ပွဲတွေလည်းမရတော့တော့တိုင်လာမန်လာစီယာလေးဒါသူ့လိုအပ်ချက်အများကြီးရှိတယ်ဖေးလက်ပြီးတယ်ဗျာကျွန်တော်ပြောတာသိရမှာအဲ့ဒီအချိန်မှာတခြားသူဆိုလူရောဘောဝင်ယူရတော့ဝင်လုံးဝကိုကဝင်လုံးဝမှာပေါ့နော်ကျွန်တော်ပြောတာသိရမှာရင်းရတော့တွေ့ရတော့နော်ထပ်တွေ့ရမယ်မတွေ့ဘူး तू ကထွက်မတွေ့လိုက်ပဲနဲ့ तू ကသွားပြီးလူတွေကလည်းတေးသေးလေးနဲ့သွားပြီးတော့ဖေးလက်ပြီးကျွန်တော်ပြောတာအဲ့ဒီမှာတကယ်ကျွန်တော်တို့ဟိုအတွေ့အကြုံရှိတဲ့တကယ် defender တွေတကယ်ခံစစ်သမားတွေဆိုဒီလိုမလုပ်ဘူးပေါ့မလုပ်ဘူးဝင်လိုက်လူရောဝင်မယ်လုံးရင်လုံးမယ်ဗျာလူကိုမချရင်တော့ပေါ့ခန္ဓာကိုယ်နဲ့ဝင်ပြင်းမယ်ရင်းပြင်းမယ်ပေါ့နော်အဲ့လိုမျိုးသွားမယ်လို့မြင်တယ်ကျွန်တော်လည်းမှန်တယ်ကိုလင်ကိုနဲ့အမြင်တူတယ်ဟိုတော့ကျွန်တော်က Carrick ကိုအရန်အပြစ်မပြောချင်ဘူးဟိုသူလုတာအရန်စူးစူးဟိုမဟုတ်ဘူးဘောလုံးသမားတွေက form out နေတာနောက်သူတို့ယုံရင်းနဲ့ပြောရမယ်ယူကပန်းနေကျွန်တော်ကပူဟာနဲ့တစ်ဖက်တစ်ပွဲကစားတာနဲ့မဆိုင်ဘူးသူတို့ရှေ့မှာယုံရင်းနဲ့တဲ့မှာအမှတ်တွေယူရင်းနဲ့ပန်းလာတယ်လို့ကျွန်တော်ကတော့အဲ့လိုမြင်တာပေါ့နော်ကိုဆက်ပြောပါအဲ့ဒါကျွန်တော်မြင်တာလေးကအဲ့ဒါလေးတော့ဟုတ်ကိုဆက်မြင်အောင်ဒါကိုလင်ကိုကတော့ဒါဟိုပေါ့နော်ဒီ2-1နဲ့နိုင်မယ်လို့ညွှန်လင့်ထားတယ်ပေါ့ဟိုဒါပွဲမစားခင်ပေါ့လေနော်ဆိုတော့ကိုဇက်ကြီးကရောဘယ်လိုမြင်လဲဒီနေ့ပွဲဟိုခြေစမ်းတော့ဒါမန်ယူဖန်တယောက်အနေနဲ့ကတော့ဘယ်လိုမှအားရလာလို့တော့မေးစရာအကြောင်းမရှိပါဘူးเนาะအဲ့တော့ကိုဇက်အမြင်ရောဘယ်လိုလေးဒီပွဲကိုသုံးသပ်ကြည့်ပါဦးဒီကတော့ဟုတ်တယ်ဟိုဘယ်လိုပြောရမလဲရှေ့ပွဲတွေမှာရှေ့စွမ်းမကောင်းမဲနဲ့အမှတ်ပြည့်ရလာခဲ့တာဟုတ်ကဲ့အပွဲ3ပွဲဖြစ်လာပြီဟုတ်တယ်အဲ့တော့မီးစာကုံချခြင်းကုန်သွားပြီမီးစာကုံစီခန်းသွားပြီလို့ပဲပြောရမှာပဲတန်ပတ်တစ်ခါကုံသွားပြီပေါ့နော် anyway သူများတွေပြောသလိုပဲပေါ့10ရက်ပြန်ဆောင်အောင်တော့ပေါ့9ရက်နေကနေတော့ဆဲဆောင်ပါလားဆဲဆောင်ရမယ်ဆိုတော့မျက်လုံးလေးကတစ်ချက်ဖိကြည့်ရတယ်လား9ရက်နေပြန်ဆောင်ရတော့မှာပေါ့နော်ကြားထဲမှာဒီစနေနေ့ပွဲမရှိဘူးပေါ့ဟုတ်တယ်မအောင်အဲ့တော့ဟိုဟာလေဘယ်လိုပြောရမလဲဆိုတော့အတင်းက squad depth မရှိတာလဲဟိုဟာဖြစ်တယ် squad depth မရှိဘူးကမဖြစ်မနေထည့်လို့ရတယ်ဒါပေမဲ့ခုနကပြောလို့ Arsenal တို့ဘာလို့လိုမျိုးကျွန်တော်တို့ဒီ set နဲ့ဟိုဟာနဲ့ကအရန်กว่าလုံးအားကြီးတယ်မှန်တယ်တိုင်ဘက်တွေကလည်းဒီလူပဲ line နဲ့ထွက်မယ်ဒီလူပဲကစားမယ်ဆိုတာအားလုံးမှန်လို့ရတယ်ဟုတ်တယ်လုံးဝဒီ change လို့ရတာလေးကဒီရှီလန်းမှာဘယ်သူဆော့မလဲဆိုတာတော့ပဲသူဟိုဟာဖြစ်တယ်အလဲနဲ့လုံးဝ change လို့မရဘူးနောက်တန်းမှာတကယ်တမ်း squad ကရှိရတဲ့နဲ့ရှိသမျှသူကနာနေတာပေါ့နော်ဒလင်နာနေတာဟိုဟာမာတီနက်နာတယ်အဓိက2ယောက်နာနေတာတော်တော်ဆိုးတာပေါ့ဒါပေမဲ့လည်းဟိုယူရိုကတော့ဒီနေ့မဆိုးရှာပါဘူးယူရိုကလည်းအောင်လဲသူကကလေးတွေကတနေ့ရွှေတနေ့ငွေဖြစ်နေတာကောင်းတဲ့ပွဲကောင်းဆိုးတဲ့နေ့ဆိုအဲ့လိုဖြစ်နေတာပေါ့နော်ဒီနေ့ကတော့သူမဆိုးဒီနေ့ကတော့ဟိုကက်စမဲရိုကိုကျွန်တော်ပွဲချိုမှာပြောတယ်လို့ပဲကိုလင်ကိုနဲ့ကျွန်တော်နဲ့ကိုကျော်နဲ့ပြောတော့လို့ပဲနှစ်ရက်ပဲနာပြီးကန်တဲ့ခါမှာကက်စမဲရိုပွဲပတ်လာဒီနေ့တိတာ yes ကိုသွင်းတယ်သူကိုသွင်းတယ်အရန်ကောင်းတယ်ဒါပေမဲ့ပွဲဟိုမှာသူပတ်စမိုးနိုင်မှာနော် line breaking pass တွေမှာအထွက်ဘောလုံးကBruno is everywhere ပဲပေါ့နော် Bruno is ကတော့ Bruno ဟိုဖြစ်တယ်ကောင်းတယ်နောက်ကားရိကတော့ကျွန်တော်အပြစ်မဟိုမဖြစ်ဘူးမလို့ဟိုဒါကတော့သူလုံးလို့ရတာအကုန်လုံးလိုက်တာကန်ဟိုဖြစ်တာဒီဟိုပေါ့နော်ခုနပြောသလိုမာရာဇာဦးနာဝါတာ
အဓိကလို့ဖြစ်သွားတာပေါ့မာလာစီးယားဝင်လာတဲ့ဟာမှာကျွန်တော်တော်တော်လန့်တယ်မာလာစီးယားဝင်လာပြီးတော့ဟာမာလာစီးယားနဲ့ယူရိုနဲ့တော့ဒုက္ခတော့ရောက်ပြီဟုတ်တယ်ထင်းတဲ့အတိုင်းပဲတကယ်တော့အဲ့တလုံးလောက်ပြီးသွားရင်လည်းပြီးနေပြီဟိုဘက်ကဒုတိယပိုင်းမှာနျူကာဆယ်ကအဲ့လောက်တိုက်တာမဟုတ်ဘူးကိုဘက်ကတကယ်တမ်းတော့ chance တွေကများတယ်ဟုတ်တယ် full chance တွေရော half chance တွေရောအများကြီးပဲကျွန်တော်ဇက်ဇီကန်နဲ့အလုံးမိုင်းနူးကန်နဲ့အလုံးနော်ဟိုဟာဗလဲယူရိုတိုက်တဲ့အလုံးအမှုမို့ပေါ်ထောင်ပြတဲ့အလုံးတွေအများကြီးပဲကျွန်တော်တလုံးတွေးလိုက်သေးတယ်ဟိုဘရူနိုဖြတ်ပေးတဲ့ဥစ္စာကိုခြေတလန်းလောက်နောက်ကျတယ် sex goal လေမိနစ်80ဝန်းကျင်လောက်မှထင်တယ်ဟုတ်တယ်ကျွန်တော်ဟိုချက်စီပွဲပြီးတော့အဲ့ဒါဝင်ကြည့်တယ်အဲ့တလုံးတွေးလိုက်သေးတယ် sex goal လည်းပျောက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဟို Sesco ဒီဟိုပြုတ်ပြန်စဉ်းစားရတော့မှာ Sesco ဒီ substitute ပဲထားပြီးတော့အဲ့လိုတစ်ဖက်ကဟိုဟာဖြစ်တဲ့အချိန်ကြာမှာပဲကြာသွားတဲ့အချိန်မှာ60 90ကြာမှာထည့်ပြီးတော့ဟိုလောက်ရတော့မလားဆိုတာဘာလို့ဆိုတော့အဲ့မှာတွားပြီးတော့ပုတ်တယ် MMO ကလည်းအဲ့ဒီညာချမ်းမှာဟိုဟာမဖြစ်နေဘူးပေါ့နော်အဲ့တော့ Ahmed နဲ့ပြန်တွဲသုံးရမလားဆိုတော့ကျွန်တော်နောက်တစ်ပွဲကတော့ Villa နဲ့ဆိုတော့ဒါ Villa လည်းတော်တော်လေးဟိုချီနေစိုးနေလာတဲ့အတင်းဆိုတော့အိမ်ကွင်းဆိုတော့နောက်ဆဲနေတော့ပြန်ပြောင်းနေရတာပေါ့အေးကြမှာပါအဲ့ပွဲတည်ကြမှာရှုံးဝင်မဲ့တော့ကျွန်တော်တို့ကအဆင်တော့မကြပါဘူးရှေ့မှာဟုတ်ပါပြီခုရှိရရှေ့မှာ Chelsea ကရှုံးထားတော့လေအဲ့တော့ဟုတ်တယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ဒါအမှတ်ပေးစရာကတော့ဒါသိဟိုအပြောင်းလဲမရှိဘူးတဲ့အပတ်လိုပဲပြောရမှာပေါ့လေနော်လီဗာပူးကတော့ကျွန်တော်အဆင်ပြေချက်စီကိုကျေးဇူးတင်လိုက်ပါချက်စီကဟုတ်ပါတယ်ဒါချက်စီကဗီလာကိုအနိုင်ခံသွားလို့ဒါဘာပဲပြောဗီလာလည်းအမှတ်မရဘူးမန်ယူလည်းအမှတ်မရဘူးဆိုတော့3နဲ့4မှာတန့်နေတာပေါ့နော်ကျွန်တော်လည်း3မှတ်ကတော့ပြတ်နေတာပေါ့လေနော်3နဲ့4ကလည်းအမှတ်တူအောက်က9နဲ့6နဲ့6 9နဲ့6ကလည်းအမှတ်တူပေါ့ဆိုတော့ဟိုကျွန်တော်ပွဲကြိုတော့ပြောသလိုပဲ screen ဆန်းတဲ့လောက်ကတော့ဒီတိုင်းပဲပေါ့နော်ဒီလောက်ဒီပဲ screen ဆန်းတဲ့လောက်ကြိုးစားပေါ့လေနောက်ပတ်ဒီမှာကြိုးစားပေါ့ခင်ဗျားတို့အတင်းရှိတာလောက်ပဲယူရတဲ့ screen ပါကျွန်တော်တော့ဟာလေးပါအခုဟို Nokia လေးကိုလို့ screen ကသေးအဲ့ဘုံမကိုင်းလိုက်နောက်တစ်ခုတော့ရှိရပါကျွန်တော်အကောင့်ဘက်နဲ့ alert ဖြစ်တာပေါ့အသိရသိတယ်မလားနိုင်နေတော့လေသိရမလား eBay နဲ့နိုင်နေတယ်ဒါပေမဲ့အခုဒီလိုဖြစ်သွားတာ alert ဖြစ်သွားတယ်မရှုံးတာ2လကျော်လောက်ရှိသွားပြီဟုတ်2လ3လလောက်ရှိတယ်2026ပါဒါပထမဆုံးရှုံးတော့ No 2025ထဲမှာကိုမရှုံးနောက်ဆုံးဒီဇင်ဘာမှာတော့မရှုံးတာမသိတော့လို့လားဟုတ်တယ်အေးကဲမကန်ရတော့ကိုကလိုရောဒါအခုဟိုကိုကလိုဘက်ကိုပြန်ချိန်ရပြန်ဆက်ရရင်တော့ဒါအခုဒီနေ့ကတော့ဒါ congratulation ပါတကယ် Chelsea ကတကယ်ကောင်းပါတယ်ကျွန်တော်တို့ Villa ခုနကပြောသလိုပဲဟိုလုံးဝမထင်တာပဲပေါ့နော်ဆိုတော့ဒါတကယ်ကောင်းပါတယ်ဘာလို့မထင်ရတော့မနဲ့ဗျာထင်ပါတယ်ဗျာမနဲ့ရက်ဆက်တယ်ပေါ့မထင်တာဟုတ်တော့ပြည့်တယ်ဆိုဒါအခုဆိုပုံစံကောင်းဒီတစ်ပတ်တော့ပေါ့နော်ဒါပြီးခဲ့တဲ့ဘက်က Chelsea ကဟိုရလက်မကောင်းခဲ့ပြီမဲ့ဒီတစ်ပတ်မှာဒါသူတို့တော်တော်လေးကိုရလက်ကောင်းနေဒါ fan တွေရောအသင်းရောဒါတကယ်ကိုပျော်ရွှင်ရတဲ့ရက်တစ်ပတ်ပေါ့နော်ဆိုတော့လာမယ့်ပတ်ဒီမှာတော့ကျွန်တော်ဒီတော့ကတော့ Chelsea ဒီဒါပွဲချက်တွေလည်းပြန်တော့မယ် Champions League မှာလည်းဒါသူတို့ပွဲချက်တွေပါပြီပေါ့နော်တောက်လျှောက်ပွဲချက်တွေလာတော့မှာနော်တောက်လျှောက်လာတော့မှာဒီစနေမှာဥရဆန်အဲ့အတင်းကလည်း short လို့မရတဲ့အတင်းဟုတ်တယ်ပုံစံကောင်းကိုဆက်ပြနိုင်မယ်လို့ကိုကလိုမျှော်လင့်တာဘယ်လိုမြင်လဲဒီနီးပြရဲ့ကစားထုတ်ပုံတွေဒီနေ့ကစားသွားတဲ့ player တွေရဲ့ဒါကြိုးစားအထောက်မှုတွေရောရှေ့လာမယ့်ရက်တစ်ပတ်တွေမှာဘယ်လိုမြင်မိလဲကိုနီးပြကတော့ဒါကျွန်တော်နှစ်သိန်းစာပြောလိုက်ပြီနီးပြခင်ဗျားတို့အဲ့ Carrot ကိုအခုကျွန်တော်တို့ Rosinha ဒီနှစ်ယောက်စလုံးကလေသူတို့လူထုတ်ပုံသူတို့ရဲ့လုံနိုင်စွမ်းနဲ့ပတ်သက်ရင်ကျွန်တော်တို့ဘာအပြစ်မှပြောစရာမမြင်သေးဘူးဒါပေမဲ့ကိုယ့်အကောင်တွေပဲသိမလားလူထုတ်ပုံကမှန်တယ်ဒါပေမဲ့ကိုယ့်အကောင်တွေရဲ့ကစားပုံကစားအားကိုကဟိုအစင်မပြေဘူးဖြစ်ရင်တော့နီးမဲ့လည်းဘာမှလုပ်မရဘူးသူ့မှာဒီလိုပဲရှိတာလေကျွန်တော်ပြောချင်တာဒီနေ့ပွဲလိုမျိုးအခုဒီနေ့ပွဲလိုမျိုးဟိုလူထုတ်ပုံကကျွန်တော်ဘာမှမြင်ဟိုစအပြစ်မြင်စရာမရှိဘူးကျွန်တော်ပွင့်လင်းပြောရင်ဒီနေ့အဲ့ netto ပြီးခဲ့တဲ့ဘက်หนีသွားတော့ကျွန်တော်ကျေးဇူးတင်တယ်နော်မို့အဲ့ကောင်ဘလို့မှဝင်လာနေပြီဝင်လာနေဦးပါဒီကောင်အခုလိုရအောင်အခုဒီကောင်မရှိတဲ့ခါကျတော့နားကိုအေးနေရောခါလည်းကြည့်ရတာအဆင်ပြေတယ်ဆိုတော့နောက်ပွဲတွေကျရင်ကျွန်တော်တခုသွားတွေးမိတယ်ကျွန်တော်ဒီ1 to 6ပေါ့နော်1 to 6မှာကျွန်တော်တို့တတင်းတော့ပြုတ်သွားမယ်ဟုတ်နော်တတင်းပြုတ်မယ်ဆိုရင်
ချန်ပီယံလိဝင်ဝင်ပြောတာပါချန်ပီယံဝင်ပြောတယ်ကျွန်တော်တို့အသင်းကတခုအားတာနေတာကဒီအပေါ်က1 2ကိုဖယ်လိုက်အောက်က3 4 5 6အတင်းနဲ့ကျွန်တော်တို့ကဂိုးပေါင်းဂိုးdifferent အများဆုံးဂိုး different တော်တော်အများဆုံးပဲအဲ့တော့အမှတ်တူရင်ကျွန်တော်တို့ကတာမယ်အဲ့ဒါကြောင့်ကျွန်တော်စိတ်ထဲမှာအဲ့ဒီအားကကျွန်တော်တို့အားတာချက်တစ်ခုလိုပဲကျွန်တော်မှတ်ထားတယ်ဒီဖောင်တိုင်းလေးတာဆက်ပြီးတော့ဟုတ်ပါဘူးကတော့တူလာစရာအကြောင်းမရှိတော့ပါဘူးဒါတော့မရှိရမှာတော့ခင်ဗျားလည်းသုံးမှတ်ပဲကွာတဲ့ကိစ္စလာလိုက်သေးတယ်ဘာမှတူစရာအကြောင်းမရှိတာကြီးကြတော့ကျွန်တော်မိတာရှေ့အပတ်ပွဲတွေကိုပြောတာရှေ့အပတ်ကျမိုင်းရိုတိတ်မှာလေမိုင်းရိုတိတ်မှာလေသိတယ်မလားမိုင်းရိုတိတ်မှာလာခဲ့ကျွန်တော်သဘောတော့မှာဗျာတလားအဲ့လိုမျက်နှာကြီးမဲနေတာတို့ငိုတိုင်းနဲ့ပြောနေတာမျိုးကြီးကျွန်တော်တို့မတင်ဆက်ချင်ပါဘူးဒါပေမဲ့လည်းပြီးခဲ့တဲ့ဘက်ကဒါအားလုံးကိုအခုကြည့်နေတဲ့ fan တွေကိုလည်းတောင်းပန်ပါတယ်အဲ့နဲ့အရင်မလို့ကျွန်တော်တို့ show လဲဒီမှာပြုံးမယ်မအဲ့နဲ့အရင်မလို့အဲ့တော့အတော့အိတ်တာအဲ့လိုအဲ့တော့ဥစားလေးကျွန်တော်ကဒီကိုဖြိုးကိုပြန်ပြီးပြောကြတယ်ကိုဖြိုးဒီကျွန်တော်တို့ကကိုအသင်းเจ้าနေပဲပြောရဆိုတော့အနည်းဆုံးတော့ဒီအာနာပါနာနဲ့တော့ပေါ်ဆုံးကနှစ်သင်းเจ้าတော့လည်းပြောရမှာပေါ့ဗျာကိုဖြိုးဒီ title race နဲ့ပတ်သက်ပြီးတော့ဖြစ်သွားပြီအဲ့လူတွေကတိတ်တော့မဟုတ်ဘူးဒီလားဘယ်တော့မှလေပြီးခဲ့တဲ့ပွဲကြုံတော့ကလည်းတလား Man U ဂျာစီဝစ်ပြီးတော့အာဂျူမန်နဲ့လည်းပြောတယ်ကိုကျော်စင်က host ကနေကိုပြောတဲ့အာဆင်နယ်ရောဘယ်လိုမြင်လဲတဲ့လားအခုလည်းလာပြန်ပြီတဲ့လားဒီမှာ Man U ဂျာစီဝစ်လာတယ်မပြောပါဘူး Man U เจ้าကိုပြီးမပြောဘူးသူကအပေါ်နှစ်သိန်းညောင်းဆိုတော့ကျုပ်ကတည်းကဘလိုင်းကြီးအစဲကန်နေပြောပေးလိုက်ပါကျွန်တော်တော့ပေါ်နှစ်သိန်းเจ้าကတော့ဗျာဟုတ် CD ကျွန်တော်တွေ့လိုက်တယ်အရန်ကန်ဆိုးတယ် CD ကလေအဲ့ဒီကျွန်တော်ပွဲပြီးကနေကျွန်တော်ချက်စီပဲပြီးတော့ပြီးကနေမှာသွားချောင်းတာပေါ့ကျွန်တော်သွားချောင်းလိုက်ကျွန်တော်ကိုရီးယား 4-1 ဆိုတေချာว่าဆို CD ပွဲတော့ခမရဗျာအဲ့နောက်ဆုံးမိနစ်မှာအဲ့ဒီ Forest နောက်တိုင်းကအဲ့ဂိုးစီရှေ့ကနေဖြတ်ထုတ်သွားအဲ့အရန်ကန်ဆိုးတာသူတို့ကန်ဆိုးနေအဲ့လိုအာဆင်နယ်ကလည်းအခုကျွန်တော် highlight ပြန်ကြည့်တော့အဲ့လိုကြီးမကောင်းဘူးကောင်းတာအရေးမကြီးဘူးနိုင်ပွဲရသွားတယ်ဗျာအာဆင်နယ်ရသွားတဲ့ဂိုးကလည်းသွားကြည့်ရောဂိုးသမား Brighton ဂိုးသမားလှူသွားတာအဲ့တော့မလားဟိုမှာစာကားအာဆင်နယ်အဲ့တော့ဒီစီးပါဘာညာနဲ့လုပ်ပြတယ်အေးပေါ့ကွာလက်ကတော့လည်းကောင်းနေတယ်ပဲပြောရမှာပေါ့လေနော်တခါလေးကျတော့လည်းကျွန်တော်တို့ဟိုခြေစွမ်းနေဘယ်လောက်ကောင်းဒီလားဟိုဟာဘယ်လောက်ကောင်းဟိုပြိုင်ပွဲမှာဂိုးမသွင်းနိုင်ရင်အတင်းကဒီတောင်းမှရှုံးတာပဲလေအဲ့လိုပဲပေါ့အာဆင်နယ်ကတော့ဒီနှစ်မှာဒါသူ့ဘက်ကတော်တော်လေးကံပါနေတယ်လို့လည်းပြောလို့ရပါတယ်သူလုံးကြရှိတာသူလုံးကြရှိတာသူလုံးနေတာသူလုံးနေတာချယ်ဆီနဲ့ဘယ်လိုပဲပြောဒီပုံစံလေးသွားနေတာပေါ့နော်ချယ်ဆီနဲ့နေရလဲဟိုအဲ့နေ့ကဟိုလေတွေပွဲတွေတအားရှိမှကျတော့အဲ့နေ့မှာအငင်းပွားဝယ်ဖြစ်ရည်အများကြီးဒီကောင်းကြီး VAR ပြန်ကြည့်ရမယ့်ဟာတွေမကြည့်ဘူးဥမာရောင်ပက်ဒရိုကိုဟိုတယောက်ကဖတ်ထားတယ်တယောက်ဂိုးသမားမျက်ခွက်ကြီးကိုတက်ရိုက်တယ်အနည်းဆုံးတော့ VAR တော့ပြန်ကြည့်တယ်ကြာ VAR တော့မကြည့်တယ်ခင်ဗျအဲ့ဒါကြီးကအယုတ်ပေါက်တယ်ဗျကျွန်တော်ပြောမှာအဲ့ဒါပေမဲ့ကိုရီးယားပြောတဲ့ခါကျရင်ရှုံးပွဲလည်းဖြစ်သွားတယ်ကိုသင်းနာမအတန်ထွက်တယ်ဆိုတဲ့ဟာဆိုမပြောတော့တာအမှန်တော့အဲ့ဒါတွေကတိတ်တော့အဆင်မပြေဘူးအာဆင်နယ်ကိုအနိုင်ကန်ကြီးတင်ပြရကျွန်တော်သဘောကျတာတော့ဒါအခုကျွန်တော်တို့ဒီ program လေးမှာဒါကျွန်တော်ကိုလင်ကိုတော်တော်သဘောကျတယ်သူကိုလင်ကိုပုံစံလေးကဒါကိုကလိုကြည့်ပြီးတော့သူတရားရနေတဲ့ပုံစံပေါ့နော်ကြည့်ရှင်းကျွန်တော်ဟိုကိုကလိုကျွန်တော်ကြည့်ပြီးစဉ်းစားနေတော့4-1နေရမှာသူက4-1နိုင်တဲ့နေရနေကြတော့မှသူကဟိုတနည်းဟာအပြစ်တွေကိုပြန်ပြောတာသူကကြည့်သူကြည်ကွဲနေတော့ဟောအဲ့ဒီမဟုတ်ဘူးကိုလိုရလည်းသူကအရင်အိတ်ချင်နေပြီဆိုတာလေအားနာနော်တိတ်ပြီးတော့မှရှုံးမှအတန်ပိုငိုတဲ့စိတ်မပြစ်ချင်ဘူးအမှန်တင်းတာတော့တင်းနေအဲ့ဒီဒိုင်အောင်လည်းတင်းတယ်ကိုယ်ကောင်လည်းတင်းတယ်နှစ်ခုလုံးတင်းတာနီးပြတော့မတင်းပါဘူးဟုတ်ပါပဲကျွန်တော်တို့နော်ဘာပဲပြောဟိုတပတ်ကတော့ဒီလိုပဲနိုင်တဲ့ခါလဲပျော်လိုက်ရှုံးသွားတဲ့ခါလဲဟိုလောင်လိုက်ပေါ့လေနော်ဆိုတော့ဟိုလောကရန်ပုံမှန်ပြတော့လောကရန်ဟိုဟာတွေပေါ့ဆိုတော့ကောင်းပါတယ်ကျွန်တော်တို့အခုဒါ Premier League ကတော့ Premier League ပါပဲဟိုဘာပဲပြောအာဆင်နယ်ကလည်းဒါထိတ်ဆုံးမှာအမှားရင်းလက်ရှိအချိန်ထိတော့အမှားရင်းမရှိသေးဘဲနဲ့သူတို့ဒါဆက်ပြေးနိုင်အောင်ပဲပေါ့နော်ဒုတိယနေရာ Man City ကလည်းဒီနေ့တော့ဒီကျသွားပြီမှလည်းသူတို့ pressure တော့လိုက်ပေးနိုင်အောင်ပဲပေါ့နော်ဆိုတော့အာဆင်နယ်ဒီကျွန်တော်တို့စောင့်ကြည့်အောင်ပါပေါ့နောက်ထပ်ခုနမှတ်ပြတ်သွားပြီတောင်းခံနိုင်အောင်ပဲပေါ့နော်တပွဲဟိုပေါ့တပွဲပို့ခုနမှတ်ပြတ်တပွဲပို့ခုနမှတ်ပြတ်တယ်ဆိုတော့ချိန်နေကောင်းပါတယ်အာဆင်နယ်ကလည်းဒါတိုင်တယ်ဟိုဟာအတွက်ကိုချန်ပီယံအတွက်ကိုဆိုတော့ခုနကိုလိုပြောသလိုပဲပေါ့ကျန်တဲ့3 4 5 6ကတော့ကျွန်တော်လာမယ့်နှစ်ဒါချန်ပီယံလိဝင်ခွင့်အတွက်တော့အကျိတ်နေပေါ့နော်ကစားမယ်ဆိုတော့ဒါအတူချုပ်မှာတော့ကျွန်တော်တို့အချိန်လေးလည်းတိတ်အများကြီးမြည်ယူခြင်းတဲ့အတွက်ဟိုကိုလွင်ကိုရီဒါအတူချုပ်တစ်ချက်
ကိုလင်ကိုမေးကြည့်ချင်ပါတယ်ဒါမဲ့နှစ်ချန်ပီယံလိဝင်ခွင့်ကရောဒီ3456နေရာတွေအတွက်ဒါမန်ယူရောချယ်ဆီရောဗီလာရောsorry လီဗာပူးရောပေါ့နော်ဒါပေမဲ့အဲ့ဒီနေရာမှာကျွန်တော်တို့တသင်းကိုမေးထားလို့လည်းမရဘူးဗျဒါနောက်ပိုင်းပွဲတွေမှာနောက်ကနေတောက်လျှောက်နိုင်ပွဲတွေလည်းရလာပြီးတော့လိုက်လာနိုင်တဲ့အသင်းရှိသေးတယ်ဆိုတော့ကျွန်တော်တို့ကပြောနေတော့ဒါအသင်းကြီးတွေလောက်ပဲပြောနေကြတာပေါ့ဆိုတော့ကိုလွင်ကိုအမြင်ရောဘယ်လိုမြင်မိလဲကိုချန်ပီယံလိဝင်ခွင့်အတွက်ပေါ့ကျွန်တော်ကတော့ဖြစ်ချင်တာအဲ့3နဲ့သွားချင်တာပေါ့နော်အဲ့3အတိုင်းဟိုချန်ပီယံလိဝင်သွားစေချင်တာပေါ့နော်ဆိုတော့အဓိကဟို Chelsea ကိုချိန်လိုက်ရင်ရပါပြီကျွန်တော်မြင်ကြိုက်တယ်အဓိကကျွန်တော်အဓိကပဲပြောလိုက်ပါတခြားအသင်းတွေပါတော့ရှိဦးမှာပေါ့ကျွန်တော်ကျန်တဲ့9သင်းလုံးလည်းတပွဲပဲAston Villa နဲ့တပွဲ Chelsea အဓိက Chelsea ချိန်လိုက်ရင်Aston Villa တော့မှတိတ်ရိုင်းကောင်းနေမထက်ရိုင်းကောင်းနေမထက်ဆိုတော့ကိုဇက်အမြင်ကတော့ဒါလာမဲ့ပတ်ဆိုရင်ဒါမန်ယူဒီsorry ဗီလာနဲ့တွေ့ပါပေါ့နော်ဗီလာနဲ့တွေ့မယ်ပြီးရင်တခါ Chelsea နဲ့လည်းဒါမကြခင်ဆုံးသွားရမယ်ဆိုတော့ကိုဇက်အမြင်ရောဒီနှစ်ပွဲဒီကျွန်တော်တို့ Champion League အတွက်ဆုံးဖြတ်ပွဲတွေလို့ထင်မြင်တာယူဆတေးကြတာပေါ့အဲ့ဒီနှစ်ပွဲကဆုံးဖြတ်ပဲအဲ့ဒီနှစ်ပွဲမှာ၄မှတ်ရရင်တော်တော်ချင်းနေကောင်းပြီโอเคအောက်ထစ်၄မှတ်ရရင်နှစ်ပွဲမှာရင်ဟောအနည်းဆုံး၄မှတ်ရရင်တော့အဆင်ပြေပြီပေါ့နော်ဘာဖြစ်လို့ဆိုတော့ဟိုပြိုင်ဘက်တွေနဲ့ဒိုးတူတော့ကန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့လေကိုကဒါဟိုတခြားအသင်းတွေနဲ့သူကလည်းကန်ကိုကလည်းကန်မဟုတ်ဘဲနဲ့သူတို့နဲ့ထိတ်တိုက်ကန်မှာဖြစ်တဲ့အတွက်ကိုအမှတ်ရရင်သူအမှတ်ရော့မှာပဲဆိုတော့အဲ့တော့နှစ်ပွဲ၄မှတ်ဆိုတော့ဘလို့လဲဟိုဗီလာနဲ့ပွဲကတစ်မှတ်ပဲယူပြီးတော့ဟိုအသင်းသေးနဲ့ပွဲမှာ၃မှတ်ယူမယ်ဆိုတဲ့သဘောလားအဲ့ဒါလည်းရဆူတောင်းโอเคဒါဆိုကိုရီးယားအိမ်ဝင်းဝေးကွင်းတော့တိတ်ရွေးတာမဟုတ်ဘူးလေသိရမလားအဲ့တော့ဒါပေါ့ဟိုလန်ဒန်ဆိုတာလည်းဝေးကွင်းရောပါနိုင်နေကြဆိုတော့ပြဿနာတိတ်မရှိဘူးမနေ့ကဘယ်လိုဖြစ်သွားကိုကလိုကြီးဒါတော့ကျွန်တော်တို့ဒါထုံးစံတိုင်းသဘောတော့ရထုံးစံတိုင်းကျွန်တော်တို့နိုင်တာရှုံးတာဒါလီကတော့မလျှော့ဘူးပေါ့နော်လီကတော့တိုက်ရမှာမလျှော့တိုက်ပါဒါအခုန2ယောက်ကတော့မန်ယူဖန်2ယောက်ကတော့ကြိတ်သွားပြီဆိုတော့ကိုကလိုအမြင်ကဒီတစ်ချက်လုပ်ပါဦးချန်ပီယံလိဝင်အတွက်တွေရောရှေ့ပွဲတွေအတွက်ကျွန်တော်မြင်တာကျွန်တော်ဟိုပြင်းပြောရင်ဟိုနင်းဟိုဗီလာကိုမန်ယူကိုနိုင်အောင်နိုင်နေခြင်းနေတယ်ဘာလို့ဗီလာတော်ရှင်းသွားတော့ဗျာအခုတည်ကြရင်တော့ကောပိုအကြိုက်ဆုံးဒါတည်မကြမန်ယူနိုင်ကိစ္စမရှိဗီလာဆက်နိုင်တာ तू ကကလန်နဲ့ပါနေအောင် तू ကအကြပိုင်းသွားတယ် तू ကကြာပြီဝင်ရှုံနေဝင်ရှုံနေအောင်ဟုတ်ကဲ့ပါကျွန်တော်တော့အလုပ်ဝင်အောင်မဟုတ်ကျွန်တော်โอเคပါကျွန်တော်တို့လည်းဒါဒီတစ်ပတ်အစီအစဉ်လေးပေါ့နော်ကျွန်တော်တို့ပွဲပြီးသုံးသက်ချက်လေးကိုဆိုဒါပွဲအကုန်လုံးတော့မဟုတ်ဘူးပေါ့လေဒီနေ့ကစားသွားတယ်ကျွန်တော်တို့ဒီ Aston Villa နဲ့ Chelsea ပွဲရဲ့ Newcastle နဲ့ Manchester United တို့ရဲ့ပွဲပေါ့ကျွန်တော်ဒီနှစ်ပွဲကိုအဓိကထားပြီးတော့ကျွန်တော်တို့ဒါဟိုကျွန်တော် technical ဘိုင်းတွေပြောတာလည်းမဟုတ်ဘူးကျွန်တော်ပွဲပြီးတစ်ဖိတ်ဆိုင်မှာဘော်ရာတွေပြန်ဆောင်ရင်းနဲ့ဟေးဒီပွဲချင်းလေးကမင်းဘယ်လိုမြင်လဲငါဘယ်လိုမြင်လဲဆိုတော့ပြန်ပြောကြတဲ့အစီအစဉ်ပုံစံလေးတစ်ခုပေါ့နော်ဆိုတော့ကျွန်တော်လာမယ့်အပတ်ဒီမှာလည်းသဘောတော့ပါကျွန်တော်တို့ဒါအမြဲတမ်းတင်ဆက်နေကြ fan battle လေး fan talk တွေကျွန်တော်တို့ဆက်လက်ပြီးတင်ဆက်သွားပါမယ်ကျွန်တော်တို့ရဲ့ YouTube channel ကို subscribe လုပ်ပြီးတော့ဖြစ် Facebook page ကိုကျွန်တော်တို့ like and follow လုပ်ပြီးတော့ဖြစ်ကျွန်တော်တို့ရဲ့ program လေးကိုအမြဲတမ်းစောင့်ကြည့်အားပေးနိုင်ပါတယ်ခင်ဗျကျွန်တော်တို့ The Ball Talk ရဲ့ဒီကျွန်တော်တို့ဒါညီကိုတွေကလည်းကျွန်တော်တို့တစ်ပတ်ပို့ပြီးတော့ကောင်းတဲ့ထက်ကောင်းအောင်အမြဲစူးစမ်းပြီးတင်ဆက်ပေးသွားပါမယ်လို့ကျွန်တော်တို့ပြောကြရင်းနဲ့ညီကုန်းချုပ်အပ်ပါတယ်ခင်ဗျကိုတို့အားလုံးနှုတ်ခွန်းဆက်ပါတယ်Thank you ကိုလက်ပါ Chelsea